ဒီကောင်ပြန်တော့အောင်ပါ မင်္ဂလာပါဗျာဒါရွာလူတွေငါ6မြုပ်နေပါငါ6ကျော်ဒါရွာဖိုးတကြီးလားအိုးတကြီးလားအိုးတကြီးတဲ့ခင်ဗျားတို့မြို့မှာဆိုရင်တော့အကျော်ဆရာပေါ့ဒါရွာမှာဆိုအိုးတကြီးဒါငါ6လေးတွေမွာတာပါအလူကျော်ဖို့လူမကြီးဒေါ်နိုင်ဝင်းမိုက်ထိပ်ပေါက်နေလူကကောင်းငါ6ငွားတာပါဒါအလူမကြီးဒေါ်နိုင်ဝင်းအလူမတိုင်ခင်တိုက်ဝိုင်းတာဒါအလူတကာမှအကိုဒါလေးတွေငါ6လန့်မှာပါငါ6လေးနှွာပြီးတော့ထောင်းမှာဗီဒီယိုလေးရိုက်ထားတာပဲဒီရိုးလေးတွေကအလူမတိုင်ခင်မှာရက်ဆွေရမျိုးတွေကိုချက်ကျွေးဦးမှာနှစ်ယောက်မှလေဖိတ်ကို2မျိုးစရာကြီး